လာပါဒီနေ့မှာတော့ဒီရဲ့တရရဲ့အသက်ကိုပေါင်းပြီးတော့ဘလို့အတန်ထွက်မလဲဆိုတာကိုသင်ကြားပေးသွားမှာပဲဖြစ်ပါတယ်ဒီအသက်တွေကိုဘလို့အတန်ထွက်လဲဆိုတာမသိသေးဘူးဆိုလို့ရှိရင်ဒီအရှိကဗီဒီယိုမှာအသက်တွေကိုသင်လာတဲ့ဗီဒီယိုလေးရှိပါတယ်အဲ့ဗီဒီယိုကိုအရင်ကြည့်ပြီးတော့မှဒီကဥစ္စာလေးကိုလာပြီးထွက်ကြည့်မယ်ဆိုရင်အဆင်ပြေပါလိမ့်မယ်ချက်ခုဘူော့ဖတ်မတ်အိုတ်နတ်ကို밥, 집, 숲, 산, 사진, 친구, 손, 달, 별, 팔, 말, 발, 밤, 곰, 사람, 사랑, 이름, 방, 빵, 얼굴, 공, 길, 음식, 음악, 운동, 시장, 가방, 학생, 선생님, 공원, 병원, 입. 이거 pratama 동동아 책, 차에 책 갖다서 책, 사오. 가우 갖다 국, 해, 바우부, 아어 갖다서 부엌. 바아바 갖다서 갖다 내두르베 박. အပြင်ဘက်မအားစသက်မအရသာအိုစသက်အိုဒီမှာဘာလို့စသက်တန်မထွက်ပဲနဲ့ဓာတ်သက်တန်ထွက်လဲဆိုတာသိမယ်နော်ဒီဓာတ်သက်တန်ထဲမှာစသက်တို့ဓာတ်သက်တို့ခြားသက်တို့အကုန်လုံးဒီဓာတ်သက်တန်ထွက်ပြရမှာဖြစ်တဲ့အတွက်ကြောင့်မလို့ os မဖြစ်ပဲနဲ့ o အဝိအစာနာအားဓာတ်သက်နတ်နေဘက်ကအိုခြားသက်ကိုကကြတော့ပန်းဘာအားဘာသက်ဘာဘာသက်ပြပြမယ်နော်ဘာကသမင်းဂျာအီချီဘာသက်ဆိုချစ်ဒီလည်းဘာသက်ပြပြမယ်နော်ချစ်ဘာသက်တန်ချစ်အိမ်ကိုပြောတာပါစာဦးစုဘာသက်ဆိုဆုကတစ်တော်ပြောတာပါ forest ကိုပြောတာပါစာအားနာသက်ဆိုဆန်စာအားစာနာသက်ဆိုဆန်တောင်ပြောတာပါနော်ကိုယ်စာအားစာဂျာအီဆိုချီအဲ့မှာနာသက်ဆိုဂျင်းစာဂျင်းတပ်ပုံချာအီနာသက်ဆိုချင်းကာဥပူချင်းခုတငယ်ချင်းစာအိုဆိုအဲ့မှာနာသက်ဆိုဆွန်လက်ဘာအာတာလာသက်ဆိုထိုင်ဆိုတာလာကိုပြောတာဘာရောဆိုဖြောလာသက်ဆိုဖြောကကျဲကိုပြောတာပါဖအာလာသက်ဆိုဖိုင်ဆိုတာလက်မအောင်ပြောတာပါမအာမလာသက်ဆိုမိုင်ဆိုတာမြင်းကိုပြောတာပါနောက်တစ်မျိုးသူ့ကိုစကားပြောနေရမှာတုံးတယ်စကားပေါ့နော်အဲ့စကားကိုမိုင်လို့သုံးပါတယ်ဘာလာသက်ဆိုဖိုင်ဆိုတာတော့ခြေထောက်ကိုပြောတာပါနောက်တစ်လုံးဘာမသက်ဆိုဘမ်ကညကာအိုခိုမသက်ဆိုခုံဆိုတာဝုံပြောတာပါစာအာမသက်ဆိုရမ်စာရာအာဘယ်လိုရာမသက်ပေါင်းလိုက်တော့ဘာသာပြပြလိုက်မယ်ရမ်စာရမ်ဆိုတာကလူကိုပြောတာပါအဲ့မှာမသက်မဟုတ်ဘဲနဲ့ငါသက်လေးပြောင်းရမယ်စာအာရာအာငါသက်ရန်ငါသက်နော်ရန်စာရန်ဆိုတာကအချစ်ကိုပြောတာပါအသက်လေးပြောင်းတာနဲ့အဓိပ္ပာယ်ပြောင်းရမယ်နော်နောက်တစ်လုံးကအာအီရာမသက်ရုံအီရုံဆိုတာနာမည်ကိုပြောတာပါအီရုံမိမော်ရေရောအဲ့လိုနော်နာမည်ဘယ်လိုခေါ်လဲအဲ့လိုမျိုးမေးတဲ့အခါကျရင်အီရုံကနာမည်ကိုပြောတာပါဘာငါသက်ဘန်းဒီမှာနော်အပေါ်မှာမသက်အောက်မှာငါသက်ဆိုတာနဲ့ညနေပြီးတော့သူ့ရဲ့အဓိပ္ပာယ်လေးဘာကိုပြောင်းရမလဲဆိုရင်အခန်းဆိုတဲ့ဘန်းဆိုတဲ့အခန်းကိုပြောင်းရမယ်နော်အခန်းကိုပြောတာပါဘန်းပြီးတော့နောက်တစ်လုံးကပနော်ဆန်းဘီလေးပအာငါသက်ပန်းဆိုတာဘာမို့ကိုပြောတာပါအော်လာသက်ဆို all ကာဦးလာသက်ဆို cool all cool
얼굴ဆိုတာကမျက်နှာကိုပြောတာပါဂါအိုကိုအဲ့ဒါမှငါတက်ဆိုဂုံဘောလုံးပြောတာပါဂါအီခီလာတက်ဆိုခီဆိုတာလမ်းကိုပြောတာပါနောက်တစ်လုံးကမတက်ဆိုပဲဆိုရင်เนาะအဲ့ဒါမှမတက်ဆိုပါစပ်ပိတ်ပြလိုက်မယ်စာအီရရှိဂါတက်ဆိုရှိဆိုတာအစာကိုပြောတာပါမနောက်တစ်ခုကမတက်ဆိုမအားခါတက်ဆိုမဆိုတာဂီတတေးဂီတကိုပြောတာပါနောက်တစ်ခုဦးဆိုဦးအဲ့မှာနတ်တက်ဆိုဒါအိုဆိုဒိုအဲ့မှာငါတက်ဆိုဒုံ운동ဆိုတာကလေ့ကျင့်ခန်းကိုပြောတာပါစာအီရှိဂျာအာငါတက်ဂျန်ရှိဂျန်ဆိုတာကဈေးကိုပြောတာပါဂါအာဂါဘာအာငါတက်ဘန်းခါဘန်းဆိုတာအိတ်ကိုပြောတာပါဟာအာခါတက်ဆိုဟတ်စာအဲဆယ်မှာငါတက်လေးပါမှာဆင်းဟတ်ဆင်းကကျောင်းသားနောက်တစ်လုံးစာအောဆိုစောမှာနာတက်ပါမှာဆွန်စာအဲငါတက်ဆိုဆင်းနာအီမတက်နင်းဆွန်ဆင်းနင်းဆရာကိုပြောတာပါဂါအိုငါတက်ဆိုဂုံဝေါ်နာတက်ဆိုဝွန်ခုံဝွန်ကပန်းချောင်ပြောတာပါဘာယောငါတက်ဖြောင်းဝေါ်နာတက်ဝွန်ဖြောင်းဝွန်ကကြတော့ဈေးရုံပြောတာပါအီဘာတက်ဆိုအစ်ဆိုတာပါဇက်ကိုပြောတာပါပါဇက်ပိတ်ပြရမယ်နော်ဘာတက်ဆိုအစ်ကပါဇက်ကိုပြောတာပါအဲ့တော့ဒီနေ့ကတော့ဒီအလုံး40ပဲဖြစ်ပါတယ်အဲ့တော့အစအနေပြန်ပြီးတော့ဖတ်ပြပါမယ်အတန်ထွက်လေးလိုက်ပြီးတော့ဖတ်ကြည့်ပြပါချက်ခုဖူော့ဖတ်မတ်အိုနာကိုဖတ်ချစ်숲 산 사진 친구 손 달 별 팔 말 발 밤 공 사람 사랑 이름 방 빵 얼굴 공 길 음식 음악 운동 시장 가방 학생 선생님 공원 병원 잇 오늘은 여기까지입니다. 감사합니다. 안녕.